ဘတ်တွေကိုမှန်မှန်ကန်ကန်သုံးဖို့ဖောင်းဘတ်ကိုတည်ရမယ်ဘတ်ဖောင်းတွေကိုရေဘူးအားအဖြစ်6မျိုးလို့နားလည်နိုင်တယ်ဘတ်0ဆိုတာမပေါင်းထားတဲ့ဘေးဖောင်းဖြစ်တယ်မော်ဒယ်ဘတ်တွေကဘတ်0ကိုကူညီပေးတယ်ရှီကန်ကိုဒေဝဲကန်ကန်ဝဲနောက်ကကိုကန်တွေကဘတ်0ဖြစ်တယ်ဘတ်1က present tense မှာတလုံးတည်းနဲ့ရပ်တည်နိုင်တယ် negative နဲ့ question လုပ်ရင် do တက်ကိုအခုခေါ်ရမယ် she plays football she does not play football does she play football do does not ကဘတ်တွေကဘတ်0ဖြစ်ရမယ်ဘတ်2က past tense မှာတလုံးတည်းနဲ့ရပ်တည်နိုင်တယ် negative နဲ့ question လုပ်ရင်တစ်ကိုအခုခေါ်ရမယ် she played yesterday she did not play yesterday did she play yesterday did not ကဘတ်ကဘတ်0ဖြစ်ရမယ်ဘတ်3ကတလုံးတည်းနဲ့မရပ်တည်နိုင်ဘူးဘတ်2ဟတ်သို့မဟုတ်ဘတ်2ဘီကကူညီပေးတယ် she has eaten the word is finished has is က happy ဘတ်ဖြစ်ပြီး eaten finished ကဘတ်3ဖြစ်တယ်ဘတ်အန်ကြီးကတလုံးတည်းနဲ့မရပ်တည်နိုင်ဘူးဘတ်2ဘီကကူညီပေးတယ် she is running they are studying is က happy ဘတ်ဖြစ်ပြီး running studying ကဘတ်အန်ကြီးဖြစ်တယ်main ဘတ်ဆိုတာ happy ဘတ်ကလွဲပြီးကျန်တဲ့ဘတ်တွေဖြစ်တယ် sentence ထဲမှာအဓိကအလုပ်လုပ်တဲ့ဘတ်ဖြစ်တယ် she is running is က happy ဘတ် running က main ဘတ်